ပြင်းမှုကောင်းလိုက်တော့ကွာဒီနေ့ရလေပြင်းမှုကောင်းတော့ဖုန်းလေးပါလေးသုံးပါဟေးဒါငါတို့နားကဟွာမလားဘရိုင်းဘက်ဆိုင်မလားချက်နှိမ့်လိုက်မယ်အိုးငါမီမြူးဆိုပြီးတွေ့လို့နှိမ့်ကြည့်လိုက်တာဒီမှာမီမြူးကကလေးကဖုန်းကြီးထွက်လာတာပဲဘာမစပါသေးရဲ့မီမြူးကိုရွေးပြီးကပါဖုန်းရဲ့အောက်ထဲကိုပြန်သွင်းပေးလိုက်ပါโอเคဒါဘရိုင်းဘက်ကိုရမှာဆိုတော့သူကြိုက်တာလေးယူပြီးမယ်ပေါ့နော်ဘရိုင်းဘက်ကဒီမှာဆိုရင်တော့၄မျိုးလောက်ရှိရပါတော့ဗာလေဒါဆိုရင်တော့ဘာပါတီဒါတော့ရင်းဘူးဒါကျတော့လာဘူးဒါ hospital ဖောက်ဘူးလေလာဘူးလည်းဖောက်ဘူးလေရင်းဘူးလည်းဖောက်ဘူးလေဆိုတော့ဒီတစ်ခုအမှန်လေးချလိုက်ပါမယ်โอเคအမှန်လေးချပြီးဆိုတော့ order တင်လိုက်မယ်ပေါ့နော်โอเคဖုန်းလေးပြန်ထည့်မယ်โอเคဖုန်းလေးထည့်ပြီးတော့ဆိုတော့တစ်ချက်လောက် order တင်ဖို့အတွက်ဒီထဲဝင်မယ်โอเค order တင်လိုက်ပြီသူတို့ပြန်လာပို့ပေးမယ်စာပြန်တယ်โอเคအဲ့ဒါဆိုရင်တော့ပါပဲခဏလောက်စောင့်ပါမယ်ဟာအဲ့ရှိမှတကားခောက်တန်ကြားတယ်ဘယ်လိုလဲမသိဘူးဟုတ်တယ်ရှိရတကားခောက်တန်မယ်ခောက်တော့ခောက်နေပြီအိုးတော့မယ်တကားခောက်နေပြီအော်အမဒီမှာကျွန်တော်တို့လေးဘာဘလိုင်းဘက်ကလေးမှားထားလို့အမကပို့ပြီးတာဒီမှာလေးအမဟောကျေးဇူးပါနော်ဒါနဲ့ဘလောက်လည်းမသိဘူးနော်ပတ်စံကတော့$10ပဲကြပါတယ်ဒီကအော်ကျေးဇူးပါနော်မောင်လေးခေအမပတ်စံထုတ်ပေးမယ်ပေါ့နော်$10ဆိုတော့20ရန်ဒီလေး50မှာရှိရဲကွာဟာ50မှာလည်းပတ်စံရများလို့ငါထုတ်ရမှမသိတော့ဟုတ်ဒီမှာ$10ရပြီပတ်စံရရှုပ်ပါတော့ဒီမှာ$10ပါကျေးဇူးပါโอเคအခုဘိုင်းဘက်ကလေးရလာပြီဆိုတော့ဘိုင်းဘက်ဆက်ဖောက်မယ်ပေါ့နော်ဒီမှာပါလဲမရောက်ဘူးကောမဘက်ထရီလေးပေါ့နော်မိုက်တယ်ဘာဘက်ထရီလေးအခုစားဟမယ်သူကအပေါ်ဘက်ကဒီဟာလေးညှစ်ပလိုက်တာပါဖြစ်ပါရဲ့မိုက်တယ်ပေါ့နော်ပုံစံကလေးကယူလည်းမယူပေါ့နော်ချစ်စရာလေးပါယူရဲမဟုတ်ဘူးမယူလည်းမဟုတ်ရဲ့အနေတော်လေးပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေမှကြည့်တာပါအရင်တော့ high လေးဆိုရင်ဒီနားသွားဝယ်တာလေးတွေ့ရမှာလားဗီဒီယိုကြည့်ဘူးပါရဲ့ထောက်လိုက်မယ်ဗာလေးထွက်မယ်ဒါကတော့အရင်ဆုံးဘာပဲကြီးထည့်တဲ့ကောပေါ့နော်ဒီမှာဆိုရင်တော့ခွက်ကလေးရယ်ဒီကတော့အပေါ်ကဖုံးဖို့အဖုံးရယ်ဒါကတော့ပိုက်ကလေးရယ်ထွက်လာပါတယ်ပြီးရင်ထွက်ဒါကတော့အားလေးလေးတော့မသိဘူးပေါ့နော်အထဲမှာထပ်ပါသေးရယ်ထိုင်ကြည့်လိုက်အမားတော့ဘာပါတီစကေကာလေးပေါ့နော်ကုန်သွားပါပြီတော်တော်များများတော့ပါပေးရတဲ့ဈေးလေးလည်းတော်တော်လေးတန်နေပေါ့နော်ဒီနားဆိုရင်တစ်ခုကို30လောက်ပေးရတယ်ပေါ့နော်ဒီလိုမျိုးဟာတစ်ခုပေါ့နော်ဒါတော့တော်တော်လေးတန်တယ်လို့ပြောရပါမယ်โอเคအခုစဖောက်မယ်ပေါ့နော်တရားမှာပေါ့နော်ဒီထဲကိုရင်စုံဘာပါတီအရင်ထည့်မယ်โอเคထည့်ပြီးတော့ဆိုတော့ပြီးတော့နော်အဖုံဘာမှမဟုတ်ဒါဘာမထုတ်လို့လည်းမသိဘူးလေနာအဆက်ကလေးဆိုဘာပဲစီလေးလိုနေတယ်ဘာပဲစီအထုတ်ကလေးများလားမသိဘူးဟောက်ကြည့်မယ်တစ်ချက်လောက်ပေါ့နော်ဆက်ဆူလာပေါ့နော်တစ်ချက်လောက်ဆက်ဆူရဲ့နေရာမှာတမင်ခွနဲ့တမင်ကဘလို့ပဲဖြစ်ပါတယ်ဒီမှာတမင်ခွနဲ့တမင်ကအတူရဲ့သူကတော့ဟိုင်းခေပေါ့နော်ဒီမှာဆိုရင်တော့အများကြီးပါတယ်ဘာပဲစီကလေးဟုတ်တယ်တော့ကျန်သေးတယ်ဘာပဲစီကလေးညာအများကြီးပဲโอเคအဲ့တော့ထဲလိုက်မယ်ပေါ့နော်ဘာပဲစီကြီးအကုန်ထဲလိုက်တယ်ပေါ့နော်ဘာပဲစီကိုညာလေးဖြစ်သွားအောင်ပေါ့နော်ပြီးတော့ဘာပဲစီကိုဖုံးပါမယ်โอเคအဖောင်းလေးလည်းတက်ပြီးသွားပြီဆိုတော့တခုလိုနေတယ်လို့ပဲเนาะအော်ဒီတော့ပိုက်ကလေးပေါ့เนาะပိုက်ကလေးတက်ပြီးကမယ်အဲ့လိုလေးနေတော့ပြောပြမယ်ပေါ့เนาะโอเคဒီမှာဆိုရင်တော့ဘာပဲသေးလေးရရပြီပေါ့เนาะ
ရင်တော့ဒီမှာဆိုရင်စတစ်ကာလေးကြံပြီးတော့စတစ်ကာလေးလိုက်ကပ်ပြရပါမယ်လက်ချပါဦးလို့ဒီခေါ်ချင်တယ်ဒါတော့အင်းကြီးဖြစ်ပါအိမ်ပါလေအိမ်ပါဒါအကျမဖွာထားတဲ့စပုံလေးပေါ့နော်စတစ်ကာကပ်ထားတဲ့နေရာလေးရတယ်ဒီမှာကိုယ်လိုတဲ့စတစ်ကာတွေအများကြီးပဲကပ်ထားရအခုလေဒီစတစ်ကာလေးဆက်ပြီးတော့ဖြစ်ပါလေနော်ဒီမှာခွာခြင်းနဲ့ဒီတော့ခွာပြီးဇာတ်စားတဲ့ကန်ဘာနော်စတစ်ကာလေးလေးလေးပြောပြထားပါတယ်ဘာနော်โอเคမှာပေါ့နော်ကင်မရာချိတ်ပြပါမယ်စတစ်ကာလေးကပ်ပြီးသွားပြီပေါ့နော်စတစ်ကာလေးဆိုအများကြီးပဲကျမအိမ်မှာဒါလေးတင်ဒီစတစ်ကာလေးပေါ့နော်အခုချိတ်ပြတဲ့စတစ်ကာလေးဆိုခုနလေးရမှနေလောက်ထားတာဖြစ်ပါတယ်ခုနလေးရတဲ့ဗီဒီယိုမြိုက်ခင်လေးပေါ့နော်ဒီဟာဆိုရင်တော့ပေါ့နော်ဟိုအပေါ်ကဒါလေးပေါ့နော် Hello Kitty လေးပြောတာလားဒီဟာကြီးမဟုတ်ပါဘူး Hello Kitty လေးပေါ့နော် Hello Kitty လေးဆိုရင်ကြတော့လေပေါ့နော် Hello Kitty လေးဆိုရင်ကြတော့ပေါ့နော်တလားအောင်ပြည့်ကြမယ်ပေါ့နော်အဲ့ဒါလေးခက်တယ်ဒီမှာဆိုရင်ကြတော့မှာစတစ်ကာရမှာဆွဲကျူးတွေရောပေါ့နော်ဒီဆွဲကျူးနဲ့နောက်ခါကျမှတက်တော့ပုံစံလေးဆက်ပြပါမယ်အားလုံးပဲဒါလေးကိုကြိုက်တဲ့ဆိုရင် like and subscribe လေးနဲ့ခဲ့ဖို့မမေ့ကြပါနဲ့အားလုံးပဲ bye bye